နောက်ဆုံးအနေနဲ့ကတော့ကွာဒီလားအမားတို့ဒီလေဘယ်မင်းသားမင်းသမီးရဲ့ fan မဆိုကိုယ့်ရဲ့မင်းသားမင်းသမီးကိုပို့ချစ်တာပို့ပြီးတော့အားပေးကြတာကိုပဲလိုချင်ကြတာကွာဒီလားအမားတို့လည်းအမားတို့ချစ်တဲ့အနုပညာရှင်ကိုအထီးကိမခံနိုင်ဘူးဆိုလို့ရှိရင်သူများတစ်ဖက်သားကိုလည်းထိခိုက်အောင်မပြောရဘူးလေဒီလားအဲ့လိုပဲညီမကိုချစ်လို့အားပေးနေပြီးတော့ဝင်ရီကောမန့်ဝင်ရဲ့သူချစ်လို့ပဲဖြစ်ဖြစ်ဟိုဒီတပုတ်တလေမှာချစ်စရာကောင်းလို့ပဲဖြစ်ဖြစ်အမြဲတမ်းချစ်လို့ပဲဖြစ်ဝင်ရင်းနေတဲ့သူတဦးတယောက်ချင်းစီကိုပါလိုက်ပြီးတော့ comment တွေမှာ like ဝင်ဆဲပေးနေတာတို့အဲ့ comment တွေမှာပါ like ပြီးတော့သူတို့ကပါထိခိုက်အောင် like ပြောနေတာတို့သူတို့ရဲ့ messenger ချက်ပေါက်တွေထိသွားဆဲနေရတို့ထိကြတော့အဆင်မပြေဘူးလေဒီလားအမားတို့အမှုပညာရှင်အမားတို့ချစ်တဲ့သူကိုအားပေးတာရော့မှာအမားတို့ဆိုလဲစိုးရင်ကြတာပဲမဟုတ်ဘူးလားအမားတို့စိုးရင်ဒီလိုအဲ့လိုပဲညီမကိုချစ်တဲ့သူတွေကညီမစီကနေပြီးတော့တဦးတယောက်ရော့သွားရင်လည်းညီမတို့ချစ်ပေးတဲ့သူတယောက်ရော့တယ်လေဒီလားညီမလည်းအမှုပညာအလုပ်လုပ်နေအခုချိန်မှာလူချစ်အောင်နေရတာလေဒီလားအမားတို့မချစ်အောင်လည်းညီမဘာတစ်ခုမှလည်းမပြောမိဘာတစ်ခုမှလည်းမလုပ်မိဘူးကွာဒီလားနော်အမားတို့မချစ်ဘူးဆိုရင်တော့မှဒီလူတယောက်ကိုချစ်နေတဲ့သူတွေထိပါထိခိုက်နေတာအောင်တော့မပြောနဲ့လေအမားတို့ချစ်တဲ့သူကိုချစ်တဲ့ပြိတ္တမရော့စေခြင်းတလို့မျိုးပဲညီမကိုချစ်တဲ့သူကိုလည်းညီမချစ်တဲ့သူတွေမရော့စေခြင်းဘူးလေညီမကိုချစ်တဲ့သူတွေပါရော့ကြအောင်ညီမကိုချစ်တဲ့သူတွေထိပါလိုက်သွားဆဲတယ်ပြုတယ်ဆိုတာကျတော့အမားတို့ကအရန်ကိုလွန်သွားကြပြီကွာသိလားလူဆိုတာကိုချင်းစာတရားလေးလည်းရှိရတယ်သိလားသူ့နေရာမှာသူ့လိုကိုမခံစားဘူးဆိုလို့ရှိရင်သူ့ရဲ့စိတ်သဘောထားကိုမပေါင်းဘူးလို့မတိဘူးဆိုလို့ရှိရင်အဲ့လူရဲ့စိတ်ကိုမတိပဲနဲ့မဝေဖန်နဲ့မတိုက်ခိုက်နဲ့လေတိလားညီမရဲ့စိတ်ကိုတိပြီးတော့ညီမတို့ရဲ့အကြောင်းကိုတိရတဲ့သူတွေအများကြီးရှိတယ်တိလားနော်ညီမစိတ်ကိုတိရတဲ့သူဆိုလို့ရှိရင်ဒီလိုစကားမျိုးလည်းပြောမှာမဟုတ်ဘူးညီမတီလဲဒီလိုမျိုးတမင်လိုက်လှုပ်ယူနေတဲ့သူလည်းမဟုတ်ဘူးအဲ့လို attention ယူပြီးသားနာမည်ကြီးလာခြင်းနဲ့ဆိုလို့ရှိရင်ညီမတီအစိုးရကလေးကအမားတို့တွေအခုလိုမသိခင်ကလေးကိုကြံဖန်ပြီးနာမည်ကြီးအောင်ရှောက်လို့လို့ရတယ်လေအမားရဲ့သိလားအခုတဦးတယောက်တည်းရည်ရွယ်ပြီးပြောနေရမှာမဟုတ်ဘူးအမားတို့အားလုံးကအရန်ကိုတဖြည်းဖြည်းနဲ့လွန်လာကြပြီကွာသိလားအခုဘိုးကြီးရဲ့အမှုပညာရဲ့လှုပ်ရှားမှုတွေမဟုတ်ဘူးပါစင်နယ်ထိပါလာပြီးတော့စော်ကားတဲ့ပုံစံတွေဖြစ်လာကြတာကြတော့ဘိုးကြီးအနေနဲ့လုံးဝအဆင်မပြေဘူးသိလားအမှုပညာလုပ်နေရလေလူချစ်လူခင်ပေါအောင်လုပ်နေရလေအမားတို့မချစ်အောင်လည်းဘာမှမလုပ်ဖ ೇನೆ ဘိုးကြီးကိုတောက်လျှောက်ထိခိုက်နေတာအောင်ပြောနေရလေသိလားကိုချစ်တဲ့သူကိုမထိခိုက်စေချင်ဘူးဆိုရင်သူများကိုလည်းမထိခိုက်စေနဲ့သူများကိုသွားမထိခိုက်ပါနဲ့လို့အမြဲတမ်းညီမစာထဲမှာရေးခဲ့ဘူးတယ်နော်သိလားဒါနောက်ဆုံးပြောခြင်းပဲအမားတို့ရဲ့သိလားကျေးဇူးပြုပြီးတော့နည်းနည်းလေးတော့ကိုချင်းစာပြီးတော့မချစ်ရင်တော့မှမမြင်ချင်းကြော်သွားလိုက်ကွာသိလားမချစ်ရင်တော့မှသူများချစ်နေတဲ့သူတွေထိပါလိုက်မတိုက်ခိုက်ကြပါနဲ့လို့တောင်းပန်ပါတယ်လို့အားလုံးနော်ကိုဖို့အလေး